The fry ရပါကျွန်တော်တို့ဒီနေ့ကျွန်တော်တို့ The fry ကိုပေါ့နော်ကျွန်တော် Wi-Fi ပစ္စည်းအသစ်တစ်မျိုးဝင်တယ်အကောင်ပါတော့ဆိုရင်ကျွန်တော်တို့ဒီကောင်လေးပေါ့နော် R6.3 Pro ဆိုတဲ့အစားလေးဝင်တယ်ဒီကောင်ဘက်ထရီ3000နဲ့မှ200ပါတယ်ဟုတ်နော်ဘက်ထရီ3200ပါတာဖြစ်တဲ့အတွက်ကျွန်တော်တို့အားလေးပိုခံလာမယ်ပေါ့နော်10နာရီကြော်ဟောဝင်းကျင်ခံသွားမယ်အားခံသွားပါပေါ့နော်ဟိုတသိန်းမကြော်ခြင်းဘူးဆိုရင်တသိန်းလောက်ပဲသုံးကျင်တယ်ဆိုရင်ကျွန်တော်ဒီကောင်လေးသုံးမှုရအတွက်ကျွန်တော်အကြံပြုပါစေဒီကောင်ကကျွန်တော်ရောင်းချမဲ့စီကတသိန်းကျပ်နဲ့ရောင်းချမှာဖြစ်တယ်မိတ်ဆွေတို့အနေနဲ့တသိန်းလောက်ပဲသုံးကျင်တယ်ဆိုရင်ဒီဆက်လေးကိုသုံးမှုရတယ်ကျွန်တော်အကြံပြုပြစေဒီကောင်က R6.3 Pro ပါဘက်ထရီ3200 mAh ပါတယ်မိတ်ဆွေတို့နဲ့ဝယ်ယူခြင်းနဲ့ဆိုရင်ကျွန်တော်တို့2 1ကိုဆက်သွယ်ဝယ်ယူလို့ရရှိနိုင်ပါတယ်သို့မဟုတ်လက်လီလက်ကဝယ်ယူခြင်းနဲ့ဆိုရင်လက်လီဝယ်ယူခြင်းနဲ့ဆိုရင်ကျွန်တော်2 mobile 55လမ်း130 e နဲ့117ကြားမှာဆက်သွယ်ဝယ်ယူလို့ရရှိနိုင်တယ်လို့လက်ကားဝယ်ယူခြင်းမှာဆိုရင်လည်း390989835969 Viber ကိုဆက်သွယ်ဝယ်ယူလို့ရရှိနိုင်ပါတယ်လက်လီကိုကျွန်တော်ကတော့မြန်မာနိုင်ငံတနိုင်ငံလုံး Royal ပစ္စည်းပို့တဲ့နေရာတိုင်းပေါ့နော်တချို့နယ်တွေ Royal ပစ္စည်းမပို့ပါဘူးအိမ်ရောက်ငွေချေနဲ့ပစ္စည်းပို့ပေးနေတယ်ဖြစ်သည်ပစ္စည်းဟိုပါငွေကြိုလွဲခြင်းငွေကောက်ခံခြင်းမရှိပါပို့လက်တတိကိုပဲပစ္စည်းရောက်တာနဲ့ဖွင့်စစ်ပြီးတော့မှကိုမိုင်းတဲ့ပစ္စည်းမှန်စစ်ပြီးတော့မှတေချာမှပတ်စံဒလီကိုပတ်စံပေးလို့ရပါတယ်ဆိုတော့အကြောင်းကျွန်တော်ဒီဟန်သတင်းကောင်းပါပါတယ်မိတ်ဆွေတို့အနေနဲ့ဆိုင်မှာတင်ရောင်းချင်တာဖြစ်ဖြစ်နော်သုံးချင်တာဖြစ်ဖြစ်ကျွန်တော်ဟိုဆက်သွယ်ဖို့မပေးပါနဲ့ကျေးဇူးအများကြီးတင်ပါတယ်